တခါကရွာတရွာမှာအလွန်သဘောကောင်းပြီးကူညီတတ်တဲ့တောင်သူကြီးတဦးရှိပါတယ်။သူဟာလူတစ်ဖက်သားကိုလည်းအလွန်သနာတတ်ပါတယ်။ဒီနေ့တော့နေစရာထိုင်စရာလည်းမရှိဆင်းရဲဒုက္ခရောက်နေတဲ့ဆွေမျိုးနီးစပ်ထဲကရောင်းချချဖြစ်နေတဲ့လင်မယားနှစ်ယောက်ကိုခေါ်လာပြီးသူ့ယာတဲလေးမှာနေထိုင်ခွင့်ပေးထားပါတယ်လေ။စာနဲ့စီဟင်းချက်စရာတွေကိုလည်းတလားစာလောက်ဝယ်ပေးလိုက်ပါတယ်။နေစရာတဲလေးကလည်းအစင်သင့်ပါတယ်။တဧကကျော်လောက်ရှိတဲ့ရာခွက်ထဲမှာတီးနှံလေးတွေကိုလည်းစိုက်ခွင့်ပေးပါတယ်။ဒါပေမဲ့တောင်သူကြီးကသူ့ရဲ့အိုစာမင်းစာအတွက်ဆိုပြီးစိန်တလုံးတရက်ပင်နဲ့တံပူရပင်နဲ့ပိန်နဲ့ဖင်လိုနိရှိပင်အချို့ကိုစိုက်ခိုင်းပါတယ်။ဘူးဖယုံငရုတ်တခွားပင်တွေကိုတော့သူတို့ဘာသာစိုက်ပြီးရောင်းချစားစေပါတယ်။ဒီလိုနဲ့လင်မယားပြယောက်ဟာပင်ပကအလုတ်လေးတွေလုပ်ရင်ရာခင်းထဲကထွက်တဲ့တီးနှံလေးတွေရောင်းရင်စီးပွားရေးလေးအဆင်ပြေလာပါတယ်။လင်မယားလေးနှစ်ယောက်ဟာသူတို့ရဲ့ကျေးဇူးရှင်တောင်သူကြီးကိုဝါဝင်ဝါထွတ်တိုင်ကတော့တဲ့အပြင်ဟင်းလေးတွေကောင်းရင်လေဦးဖြချားပို့ပါတယ်။ဒီလိုနဲ့နေလာရင်ကာလအတန်ကြာမှာတော့စိန်တလုံးတရက်တွေလည်းတီလို့တံပူရသီးတွေလည်းဝေလို့နေချင်းစပွဲရတဲ့နေထလာပါတယ်။တောင်သူကြီးနဲ့သူတို့လင်မယားဟာလေတားအဖတွေတပွဲချစ်ခင်လာကြပါတဲ့။ဒီနေ့တော့တောင်သူကြီးဟာသူတို့လင်မယားနှစ်ယောက်ကိုခေါ်ပြီးမင်းတို့လင်မယားနှစ်ယောက်လည်း900တဲလေးမှနေတာ9နှစ်ရှိပြီမင်းတို့စီးပွားရေးလေးလည်းအဆင်ပြေနေပါပြီငါလည်းအသက်ကကြီးငွေလည်းလိုနေလို့900တော်လေးကိုရောင်းတော့မယ်မင်းတို့နေစရာရှာပါတော့တလအချိန်ပေးမယ်လို့ပြောပါတဲ့လင်မယားနှစ်ယောက်ဟာယာတဲကိုပြန်ရောက်တော့မိမဖြစ်သူကပြောပါတဲ့တောင်သူကြီးမတရားဘူးစိန်တလုံးနဲ့တန်ပူရတဲ့တီးလာမှာကျမတို့ကိုနှင်းထုတ်တဲ့တော့ဒီတိုင်းပဲငိန်ခံနေမှာလားလို့ပြောပါတဲ့ယောက်ျားလို့သူကဒီတိုင်းပဲငိန်ခံမနေနိုင်ဘူးဟဲ့ဒိုးဆိုင်ထားတဲ့အပင်တွေတုပြန်ဖြစ်စီလာမယ်ဆိုပြီးတရက်ပင်တွေတန်ပူရပင်တွေကိုအရင်ကနေခုတ်လွဲပစ်ပါတဲ့မိမလို့သူကလည်းဘူးဖယုံငရုတ်တခွားပင်တွေကိုအကုန်ဖျက်ဆီးပစ်ပါတဲ့